ဥရောပရဲ့အရာခက်သိမ်းကိုနိုင်ယူနိုင်ခဲ့တဲ့ချက်စီအပြန်ရောင်အင်ပါယာရဲ့ဂုံထွက်တွေကမြူလေးတမုံစာလောက်သာရှိတဲ့အောင်မြင်မှုရဲ့လို့ဒီ conference ဖလားကိုခေါင်းစဉ်တက်လို့ကတက်နိုင်ပြီမေဒါဟာအတွေ့အကြုံလို့နေပြီးတော့ငွေရွယ်လာတဲ့ချင်းသေးပေါက်လေးတစ်ကောင်ရဲ့အောင်မြင်မှုရဲ့လို့ဗတ်ပြောင်းတွေးရင်တော့တိတ်ကိုကြီးကျယ်ခံတာပါရင်မိုဘီအင်ပါယာဟာရုရှားယူကရိန်းရေးကြောင့်မှမြေစာပင်ဘောကနေမဟာရီယာသိမ်းယူခံရတဲ့အခါမှာရုရှားပိုင်ရှင်ဖြစ်တဲ့မိုဘီရဲ့ကနဝင်ခေတ်တကိဟာသဘောတူညီမှုမပါဘဲပြီးဆုံးခဲ့ရပါတယ်လီကွက်ကြီးချန်အလံမလေးဆိုတဲ့စိတ်ဓာတ်နဲ့လူငယ်တွေတွန်းလှန်တိုက်ယူခဲ့တဲ့အောင်မြင်မှုဟာဘူလီခေတ်ရဲ့အပြာရောင်အင်ပါယာပြန်လည်စတင်ခြင်းမှာတော့အသက်ဝင်လာခဲ့ပါတယ်အကြီးကျယ်ခမ်းနားဆုံးသောအောင်မြင်မှုတွေနဲ့အကျွမ်းဝင်ရှိခဲ့တဲ့ကျွန်တော်တို့ရဲ့စစ်မှန်တဲ့အပြာရောင်ပရိသတ်တွေအတွက် Grand Valley ဖလားဆိုတာဟာပျော်ရွှင်ဝမ်းမြောက်ဖို့မချစ်မရဲဖြစ်နေမလားဒီဟာဒီလူငယ်တတိုက်ရဲ့ခြေလမ်းတွေဟာအပြာရောင်ခေတ်တခေတ်ရဲ့ပြန်လည်စတင်ခြင်းအတွက်ခွန်အားတွေဖြစ်လို့ကျွန်တော်တို့ကောင်လေးတွေအတွက်နှစ်နှစ်ကဝမ်းမြောက်ပေးပါခင်ဗျားတို့ရဲ့စိတ်ပါလက်ပါတီးတဲ့လက်ခုပ်တန်တွေကြားမှာဥရောပဖလားစုံကိုပထမဆုံးသိမ်းပိုက်နိုင်တဲ့တခုတည်းသောကလပ်ဆိုတဲ့ကြွေးကြော်တန်တွေကိုကြားမိမှာပါဒီပွဲမစခင်မှာကဘာတစ်ချက်ဟာအစိမ်းရောင်တွေလွှမ်းလို့အန်တာတော့အသင်းတွေကနိုင်ရတဲ့နှစ်ဆိုတဲ့ထင်ကြီးတွေကြားမှာဥရောပရဲ့ရှင်သခင်ဟာအပြုံးမပြတ်အမုန်းမဖက်ပဲအလုံးနဲ့တက်တည်ပြခဲ့တယ်ဗရီယာရှိလို့ဂူစတိုလိုဒီလိုကစားသမားမျိုးတွေကဖိုင်နယ်နဲ့ထိုက်တန်မာတွေဆိုတဲ့မာရစ်ကာရဲ့ယုံကြည်မှုကပထမပိုင်းမှာအလုံးမဖြစ်ခဲ့ပါဘူးတက်ကြွတဲ့ချက်ဖားတွေလို့စိတ်ကြီးဝင်နေတဲ့စပိန်အသင်းတွေကတော့အဖွင့်ကို9မိနစ်မှာသွင်းပြီးတော့ခါချင်းုံကိုဒုံနဲ့ထိုးခဲ့တာပေါ့ဒါဟာမော်ရစ်ကာရဲ့ကစားသမားတဦးတယောက်ချင်းစီပေါ်မှာထားတဲ့ယုံကြည်မှုလွန်ကဲခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်မောင်မြင်တဲ့စီရင်အတွက်ပထမပိုင်းရဲ့တရခင်ကမဲလိုဂူစတိုဖြစ်ခဲ့တယ်ပွဲကြီးစဉ်နဲ့ခြေထောက်နဲ့မထီတော့တဲ့ဘက်တစ်ဖန်တွေကဒါဟာချက်စီလာဆိုတဲ့မထီတတီပြုံးနဲ့အုံကြွတောင်းချမ်းနေလေရဲ့သူ့ရဲ့ဟာကိုသူသိတဲ့မော်ရစ်ကာကတော့ဒုတိယပိုင်းစစချင်းမှာပဲချယ်ဆီရဲ့အောင်နိုင်ခြင်းအခြေခံအုံမြင့်ဖြစ်တဲ့ Reece James Foundation ကိုချလိုက်ချိန်ကစပြီးတော့အင်ဂျင်နီယာဘာမာရဲ့စိတ်ကူးစိတ်တန်းတွေနဲ့စိတ်ကြိုက်ပုံဖော်ဖန်တီးခဲ့ပြီးခိုင်ခန့်နဲ့အာဂျင်တီးနားထုတ်ကုန်အန်ဆိုတိုင်နီကိုသုံးနေနီကိုလက်ဂျက်ဆန်အမုန်းနဲ့အနိုင်ကိုလုံခြုံစေပြီးတော့ဆန်ချိုနေရန်နေနဲ့ကာယန်စီတွေနောက်ဆုံးမှာကိုင်စီရိုဆေးကိုသုံးပြီးတော့အလှဆင်လိုက်တဲ့အခါမှာတော့နွေထွေးပြည့်စုံပြီးတော့လုံခြုံလှပတဲ့အပြောင်အလေးဟာအန်ဆိုမော်ရစ်ကာအတွက်နိဗ္ဗာန်ပုံဖြစ်ခဲ့တယ်ပွဲချိန်64မိနစ်ထိအုံကြွနေတဲ့ဆေးရောင်ပရက်စိတ်တွေဟာ65မိနစ်ကစလို့အပြာရောင်မိုးကြိုးပြစ်ချခံရတဲ့အသေးကောင်းလေးလိုမလုံမရှက်ရှိုက်ကြီးတငင်နဲ့ငိုပွဲဆင်ကြပါလိရောနားရက်ပူရခဲ့တဲ့အသင်းဖလားယူပြမယ်လို့ကြွေးကြော်ခဲ့တဲ့အသင်းကနောက်ဆုံးမှာတော့အိမ်မက်ကိုအိမ်မက်ရလို့ဖြည့်သိမ်းရင်းနဲ့နာမည်ကျော်အန်တိုနီယာလည်းဒုတိယလူဖြစ်ခဲ့ပေါ့အရှိအရှိတိုင်းအမှန်ကိုအမှန်တိုင်းပြောရရင်ချင်းသေးဟာချင်းသေးအဆင့်တန်းယုံတငယ်ကယုံတငယ်အဆင့်တန်းမှုအင်အားကြီးမှုကစားသမားကောင်းပိုင်ဆိုင်မှုကအစားအစစရကွဲပြားလာတဲ့နှစ်သင်းရဲ့ဖိုင်နယ်မှာဒီလိုရလက်ထွက်လာတာအဆန်းတော့မဟုတ်ချင်းသေးဟာတော်ရဲမရောက်ပဲမူဂျိုချောင်းကိုလမ်းမရောက်တဲ့အခါမှာဘက်တစ်လိုကလေးတွေပဲဒုက္ခရောက်ခဲ့ရတယ်မျက်ရည်တွေတုပ်ပြီးလို့နှုတ်ဆက်ရင်းနဲ့ကြည်သားရုံခဲမိတဲ့ဒဏ်ရာတွေအတွက်ကတော့ sorry ပါဘက်တစ်အနာဂတ်မှာတော့ချင်းသေးဟာချန်ပီယံလိတောနယ်ထဲကိုရောက်နေပါပြီဒါဟာသူရှိရမယ့်နေရာအမှန်ပါပဲမန်ယူကိုဂိုးသွင်းပြမယ်လို့ပြောရင်ယုံမယုံမှဖြစ်ပေမဲ့ချယ်ဆီကိုဘက်တစ်နိုင်သွားလိမ့်မယ်ဆိုတဲ့ပြက်လုံးအနေနဲ့တော့ဟာတာမလုံးတင်မှုမလားကိုမမောင်လွင်ဒါဟာမကြည်တဲ့ချက်ကိုဖော်ထုတ်တဲ့စံနာလေးတစ်ခုကြော်ညာဝင်ုံတက်ပါပဲချယ်ဆီနဲ့ဦးမြင့်မောင်နဲ့ချယ်ဆီဆိုတာကနေနဲ့လားရွှေနဲ့မြလို့တိတ်ကိုလိုက်ဖက်ညီပြီးတော့ဆွေတော်ရက်လေးလို့ခွဲခြားမရတဲ့အရာပေါ့မော်ရစ်ကာဟာသူ့နီးပြဘွားရဲ့ပထမဆုံးဥရောပဖလားကိုလက်ဝဲကင်ဆောင်နိုင်ခဲ့တယ်လို့ပြောင်အောင်ရဲ့ခေါင်းဆောင်ကောင်းတယောက်ဖြစ်တဲ့အန်ဆိုဖာနန်ဒက်ရဲ့ချက်စီအသင်းနဲ့ဖလားကင်မြောက်အောင်ပွဲဆင်ကျင်တဲ့ပြင်းပြတဲ့ဆန္ဒတွေဟာလေတကယ်ပဲဖြစ်လာခဲ့ပါတယ်ဒါဟာချက်စီကိုချစ်တဲ့ချက်စီ DNA စစ်စစ်ပါပဲဒီလိုအောင်မြင်တဲ့ချက်စီလူငယ်ကစားသမားတွေအကြောင်းခေါင်းထဲရောက်လာခဲ့ရင်တော့အနာဂတ်ကိုစိတ်ကူးပြီးပီတီဖြစ်မိတာအမှန်ပါအသက်လေး23 24နဲ့တည်ငြိမ်ရင်းကျက်လာပြီးတော့ဝေါကလန်စင်နယ်တွေကိုတိုးဝင်လာနေတဲ့နောက်တန်းကကပတိန်ရီစီဂျိန်လီဘိုင်းကိုဝဲနဲ့မက်ကူကူရဲလာကွင်းလင်ကကိုင်စီတို့အန်ဆိုဖာနန်ဒက်နဲ့ကိုပါမာဒီကစားသမား6ယောက်သာအနာဂတ်ရဲ့ကဏ္ဍဝင်တွေဖြစ်လာခဲ့ရင်ဆိုတဲ့စိတ်နဲ့ထပ်ပြီးတော့ပျော်ရွှင်ရပြန်နေဒါချစ်ပါပြီကျွန်တော်တို့နှလုံးသားတွေကအသိကျွန်တော်တို့ရီမက်ထဲကတခဲနဲ့စိတ်ရောလူပါနှိပ်ပြီးတော့အားပေးရတဲ့ကစားသမားလေးတွေနဲ့ဒီကလပ်ကြီးအောင်မြင်တဲ့ခါမှာကျွန်တော်တွေကဝေးကငေးကြည့်ပြီးတော့ဒီအသင်းအတွက်လိုက်လေးဝမ်းသာပီတီဖြစ်ရပြန်ပါလေခက်ခဲကြမ်းတမ်းမှုတွေပြီးရင်စင်ပြေချုံးမွေခြင်းတွေလာမယ်မုံတိုင်းတွေပြီးရင်လေပြေတွေလာမယ်ကန်ဆိုးခြင်းတွေပြီးရင်တော့ကန်ကောင်းခြင်းတွေလာတဲ့စမြင်မှုကျွန်တော်တို့ရဲ့ပြာရောင်လေးနှန်းရောင်ကြီးတစ်လေးဟာအခုချိန်ကစပြီးတော့မြင်တွေ့ခံစားရတော့မှဖြစ်ပါကြောင်းတင်ဆက်ရင်းနဲ့ကလပ်ဝေါကတ်အတွက်ထပ်ပြီးတော့ပြင်ဆင်ကြတာပေါ့ဗျာ။အော်မီတော့မလို့ကျွန်တော်တခုမဲဖောက်ပေးဖို့ရှိပါတယ်ကျွန်တော်ချက်စီအသင်းကနောက်နေ့အတွက်ချန်ပီယံလိဝင်ခွင့်ရထားသလိုအခု Conference ဝင်တာဖြစ်တဲ့အတွက် Europa လိဝင်ခွင့်လည်းထပ်ပြီးတော့ရထားပါတယ်အဲ့တော့ပူနေတဲ့ Europa လိဝင်ခွင့်ကို EPN ကဘာဝင်ခွင့်မှမရတဲ့အသင်းကိုထပ်ပြီးတော့ပြန်ပေးချင်ပါတယ်အဲ့ဒါညီကိုတို့အနေနဲ့ဘယ်ကလပ်ကိုပေးတင်လဲ comment မှာမှန်းခဲ့ပေးလို့ရပါတယ်